ဒူးရင်းနဲ့ပတ်သက်လာလို့ရှိရင်တော့ကျွန်တော်တို့ကားလို့ဆိုကျွန်တော်ပြောရေးဆိုခွင့်ပြောလို့ရတဲ့အချိန်မှာဆိုကျွန်တော်ပြောပါတယ်ဒူးရင်းဆိုင်လို့ရှိရင်မကြောက်တရား၃ခုရှိတယ်ဟုတ်ကဲ့နံပါတ်1ကတေမှမကြောက်ပါနဲ့ဟောဟုတ်ကဲ့နံပါတ်2ကကျွေးမှမကြောက်ပါနဲ့ဟုတ်ကဲ့နံပါတ်3ကတော့ချွေရမှမကြောက်ပါနဲ့ချွေရမှမကြောက်ပါနဲ့ဟုတ်ကဲ့အဲ့တော့တေမှမကြောက်နဲ့ဆိုတော့ဒူးရင်းကအချိန်မီတေသွားနိုင်ပါတယ်အဲ့ဒါဘာကြောင့်တေလဲဆိုတော့သိပြီးတော့မတေအောင်လုပ်ဖို့နဲ့အဲ့နေရာကိုကိုယ်အစားပြန်ထိုးနိုင်ဖို့သာအစဉ်စဉ်ပြင်ထားပါဟုတ်ကဲ့ပါအဲ့တော့ကျွေးမှမကြောက်နဲ့ဆိုတာကျွေးမှာပဲသူကအရွက်တွေလည်းကျွေးလိမ့်မယ်အဖုတွေလည်းကျွေးလိမ့်မယ်အမျိုးမျိုးတွေသူကကျွေးပြလိမ့်မယ်အဲ့ကျွေးတာကိုလည်းမကြောက်ပါနဲ့ကျွေးတာပဲဒါသူ့တဘာဝပဲဟုတ်ကဲ့အခုဒီရောက်ဒီမှာဟိုကျွေးတာတွေမတွေ့တာဆရာတို့မလာခင်ကျွန်တော်တို့ကဒါတန်ရှင်းရေးလုပ်ထားတော့လို့လို့ရှိရင်အဲ့အောက်မှာလည်းအရွက်ကျွေးလို့အများကြီးပဲဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒီဟာကိုမကျွေးအောင်အကြောင်းကိုသိရင်ကျွန်တော်တို့ကမကျွေးခြင်းတဲ့ဟာကိုကျွန်တော်ကလုပ်လို့ရပါတယ်နောက်တစ်ခုကတော့ချွေးရမှာမကြောက်ပါနဲ့ချွေးရမှာကြောက်ရင်တော့ချွေးတဲ့အဆင့်ကျတော့ကိုယ့်ပဲပါလာပြီအဖူးတွေအပွင့်တွေဖြစ်လာပြီအသီးကနေတင်လာပြီအဲ့ကြိုင်လဲလောဘကြီးပြီးတော့ဖူးသမျှလည်းကျွန်တော်တို့ကယူလို့မရဘူးပွင့်သမျှလည်းယူလို့မရအသီးရစမျှမရအဲ့ကြိုင်ကျွန်တော်တို့ကဒီခြွေပေးရတဲ့ကဏ္ဍလည်းဝင်လာပါတယ်အဲ့တော့ဆရာဒီဥယျာဉ်ချက်မြေလုံးမယ်ဆိုရင်ရောပေါ့နော်ဆရာဘယ်လိုမျိုးပြင်ဆင်သင့်လဲပေါ့ဟုတ်ဆရာအဲ့ဒါဒီပြောပြပါဟုတ်ကဲ့တကယ်လို့ဥယျာဉ်ခြံစိုက်မယ်ဆိုရင်တော့ကျွန်တော်တို့မြေပေါ့နော်ဘာပင်စိုက်မလဲကိုဒူးရင်စိုက်မယ်ရင်ဒူးရင်ကြိုက်တတ်တဲ့မြေဖြစ်ရမယ်ပေါ့နော်ဒါမြေပိုင်းဆိုင်ရာလိုမယ်နောက်မျိုးပေါ့နော်ဟုတ်ကဲ့ဒါဆရာပြောသလိုပဲမျိုးဟုတ်လားတကယ်ရဲ့မျိုးစစ်မျိုးမှန်မျိုးကောင်းမျိုးသားဖြစ်ဖို့လိုတယ်ပေါ့နော်ဟုတ်ကဲ့မြေရမျိုးရဲ့နိစနစ်ရဲ့နိစနစ်ကြတော့ကျတော့ဘောတူကသူနေရာချင်းမတူဘူးပေါ့နော်နေရာချင်းပြတဲ့ခါမှာစိုက်တဲ့နိစနစ်ချင်းကလည်းကွာကောင်းကွာလိမ့်မယ်ပေါ့နော်အခုကျွန်တော်တို့ကစိုက်တဲ့ဟာကဒါနိစနစ်တစ်မျိုးနဲ့ကျွန်တော်စိုက်ကောင်းစိုက်ချားနေမှာတော့သူနီးသူကလည်းစိုက်ကြလိမ့်မယ်ပေါ့နော်ဒါပေမဲ့နိစနစ်ကိုယ့်ရဲ့ရရှိတဲ့မြေ area နဲ့နိစနစ်မှန်ဖို့ပေါ့နော်နောက်တော့မြေရမျိုးရဲ့နိစနစ်ရဲ့နောက်ရထိမ့်သိမ်းရေးပိုင်းရဲ့စိုက်ပြီးစံကျွန်တော်ထိမ့်သိမ်းရမယ်နော်ဘယ်လိုထိမ့်သိမ်းမလဲနေတာတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကဘာအနေရှိတယ်လဲဟုတ်တယ်ပေါ့နော်သဘောတူရရှင်းပြစိုက်ပျိုးရေးဆိုတာလည်းညာမျိုးနေနဲ့အမျိုးဆက်သွယ်ပြီးတော့ပြင်ရမယ်နော်သဘောတူအဲ့လိုမျိုးပေါ့အဲဆိုထိမ့်သိမ်းနဲ့ပတ်သက်လို့လည်းတရားတော့ကျွန်တော်တို့အရေးကြီးတယ်ပေါ့နော်နောက်တစ်ခုတော့ကိုထွက်လာတဲ့အသီးနှံကိုဘယ်မှာရောင်းချမလဲနေတာတခုပေါ့နော်ရောင်းချမလားဈေးကွက်ပေါ့နော်အဲ့တော့ကျွန်တော်ဆိုတာဥယျာဉ်ခြံခြံဆိုင်မယ်ဆိုရင်မြေရယ်မျိုးရယ်နိစနစ်ရယ်ထိမ့်သိမ်းပိုင်းရယ်ဈေးကွက်ရယ်အဲ့ဒီချက်ငါးချက်ပြည့်စုံလို့ဆိုရင်ဒါလေးကိုကျွန်တော်เนี่ยโอเคပါတယ်လို့ဖြစ်စပြောချင်ပါဗျာဆရာဖြစ်စပြောချင်တာလေးတွေရှင်းလည်းပြောပြပါအောင်ဆရာ swine page အကြောင်းလေးပေါ့လေနည်းနည်းကြံသွားတယ်အဲဆိုတော့ကျွန်တော်တင်ပြတဲ့ထဲမှာလည်းပါတယ်ပေါ့ဒီမြေကိုပြုပြင်ရမယ်အဲ့တော့ဒီဒူးရင်ကြိုက်တဲ့ဒီ pH level ဟာကျွန်တော်တို့က6 5.5 ကနေတော့6.5အတွင်းမှာပဲသူကကြိုက်တယ်6ပေါ့နော်6 level မှာဆိုသူကအကြိုက်ဆုံးပဲအဲ့လိုဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကဒီမြေ pH ကိုထိညှိပေးတဲ့အလုပ်လေးတွေကျွန်တော်တို့ကလုပ်ရတယ်လုပ်တဲ့ခါမှာအခုဒီဒိုကျစ်လက်ဘိုင်ဝဇီဝမျိုးသားကိုသုံးဆွဲတဲ့ခါမှာတော့ကျွန်တော်တို့ဘေးကိုကျွန်တော်ကအခါလို့ဆိုတာတောက်ချောက်တိုင်းကြည့်နေတဲ့ခါမှာကျွန်တော်တို့က 5.5 လောက်ကိုထိန်းထားနိုင်တယ်တခါတလေ 5.5 ကနေပြီးတော့5. something ပေါ့နော်ရော့သွားတယ်မျိုးတွေရှိတယ်အခုဒီသူနဲ့ထိန်းနေတဲ့ခါမှာကျွန်တော်က6 level မှာထိန်းထားနိုင်တယ်6တခါလေကျတော့6.1 2 3ပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့ကဒူးရင်တဲ့အင်မတန်ကောင်းတဲ့အလားလာပါဟုတ်ကဲ့အဲ့တော့ဒီ page level သူကြိုက်တဲ့ level မှာရှိမှကျွန်တော်တို့ဘလောက်ပဲသဘာဝမျိုးသားတွေဓာတ်မျိုးသားတွေထည့်အပင်ကအကုန်လုံးကိုစားသုံးနိုင်တဲ့အနေအထားရှိပါတယ်အဲ့တော့ pH level ကိုသူကြိုက်တဲ့ level မဟုတ်ရင်သူကမစားနိုင်ဘူးဒီတစ်ချက်ကလေးကတော့ကောင်းပါတယ်ဟုတ်ကဲ့အဲ့တော့ဒီပညာထဲမှာတခါသူကဘယ်ဟာတွေကအဓိကကြပြန်လဲဆိုတော့ဒီဒူးရင်းကျတော့ကျွန်တော်တို့ကရေပေါ့ water management ရေပေးတဲ့ system တွေကကျွန်တော်တို့ကတိကျကျကျွန်တော်တို့ကလိုက်နာမှရတယ်ကျွန်တော်တို့ဒီတမယိုးကြအတိုင်းပေါ့နေရာဒီဆိုရင်ကျွန်တော်တို့ကရေဝကျင်းတွေလုံးမယ်ရေကိုအဲ့ထဲမှာထည့်ထားမယ်ရှိပေးနိုင်တဲ့အနေထားနဲ့ပြီးတော့ဒီဘက်ကိုတစ်ချိန်နှစ်ချိန်လောက်ပြီးလို့ရှိရင်အဆင်ပြေတယ်ဒူးရင်ကျတော့အဲ့လိုမရအောင်သူလိုရတဲ့ပမာဏလောက်ကိုပဲနေတိုင်းသူကပေးရတယ်ဟုတ်ကဲ့ပါပေးရတဲ့ခါကျတော့အများစုကတော့နိုင်ငံခြားမှာလည်းဒီတိုင်းပါပဲသူကဒီကျွန်တော်ဒီ sprinkler system ကိုပဲသွားရတယ်ဟုတ်ကဲ့အဲ့ sprinkler system ကိုသွားပြီးတော့မှအဲ့တိုင်းတိကျကျွန်တော်တို့ကလုပ်နိုင်မှာအကျိုးရှိတယ်နှစ်ရှည်ပင်စိုက်တဲ့တောင်သူတွေကဒီသီးပင်စားပင်ငယ်လေးတွေစိုက်တဲ့တောင်သူတွေရောပေါ့နော်ဒီဇီဝမြေဩဇာတွေကိုပုံမှုအသုံးပြုဖို့ပေါ့ဆရာဘယ်လိုဆရာအတွေးမြင်လေးကိုလည်းကျွန်တော်သိချင်ပါတယ်ဆရာကောင်းတာတော့ခုနောက်ပိုင်းမှာပေါ့နော်ဒါယောဂတွေလည်းမျိုးမျိုးဖြစ်နေကြရပါတော့ဟောတော့သူအရွယ်မြောက်ခင်မှာယောဂဖြစ်နေတဲ့ဒါတွေလည်းကိုယ်ရဲ့မျက်စိမှာတွေ့နေရမြင်နေရနိုင်ပေါ့နော်ဟောတော့ကောင်းတာတော့ရှင်းမလားဒီလိုဇီဝမြေဩဇာပဲများသုံးပြီးတော့ပေါ့နော်ဟ
ဟိုခုနပြောတဲ့ယာတီပေါ်တဲ့တိနာမဲ့ဖြစ်ဖြစ်အနည်းရှိတိနာမဲ့ဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးအသုံးပြုပြီးတော့ပေါ့နော်အကျိုးရှိမယ်ဆိုရင်ပို့ပြီးတော့ပေါ့နော်စားသုံးလူရောဟုတ်လားစိုက်ပျိုးတောင်လူရောဒါတော့နှုတ်နဲ့ပဲအကျိုးရှိတဲ့ငါတို့မှာဒါတော့ဒီဆေးကတော့ဘာဖြစ်ပေါ့နော်ဒါအကျိုးရှိမှဖြစ်တော့တယ်ကျွန်တော်အနေနဲ့ကတော့ဒါကတော့ဟိုသုံးတဲ့နယ်လို့ဆိုကြကျွန်တော်ပြောချင်ပါတယ်ဗျာနော် ဟုတ်ကဲ့ပါဆရာအဲ့တော့အခုလိုမျိုးကျွန်တော်ကိုအချိန်ပေးပြီးဆွေးနွေးကြတဲ့အတွက်ဆရာတို့နှစ်ယောက်လုံးကျေးဇူးအများကြီးတင်ပါတယ်ဟုတ် ဟုတ်ကဲ့ပါ ကျေးဇူးများတင်ပါတ ကျွန် ယ် တော်လည်းကျေးဇူးတင်ပါတယ်